ဒါကျွန်တော်ဘီယမမချိတ်ဘူးပေါ့နော်ကျွေးလည်းမှန်တယ်ဒါဆိုကွန်ပျူတာပြန်ပြောဒီမှာ Cam Protocol F4 ဘက်အောက်မှာစာကြောင်းတစ်ကြောင်းမပါဘူးနော်ကျွန်တော်ဒါ slab power high power အကောင်တစ်ချက်ပါတယ်အဲ့မှာဒီမှာကျွန်တော်ဘီယမမချိတ်ဘူးပေါ့နော်ဘီယမမချိတ်ဘူးဒါပေမဲ့ကျွန်တော်ဒီမှာပြန်ပြီးတော့ဖြုတ်လိုက်မယ်ပေါ့နော်ဒီကနေဖြုတ်မယ်ဒီနဲ့ဖြုတ်ပြီးတော့ဒီကျိုးဒီဘက်လုံးတက်လိုက်မယ်ပေါ့နော်အဲ့လုံးတက်လိုက်မယ်အဲ့လုံးတက်လိုက်တဲ့ကောင်ကဘီယမတန်းချိတ်တယ်ဒီဘက်တော့ဒီမှာ45ဟိုပါပေါ့ဒီမတန်းစိတ်တယ်ဒီမှာတော့စကြောင်းလေးကြောင်းတော့ပြောင်းနေပေါ့နော် high power ဆိုပြီးတော့ဒီလုံးက service ဆက်ပြပါ service ပြန်ပို့ပြလိုက်ဒါဒီမှာဒီမချိတ်တယ်ဒီထွက်ပါကြည့်လိုက်ဒီထွက်ချက်ကြည့်ခုနလုံးကဟောဖြစ်ဟုတ်တယ်ဒါ IBC မီဒီဆိုဟောပေါမှာထုတ်လို့ရှိရင်ဒါပဲမို့အဓိကပတိရပါရပြီအဲ့လေးပြ